လူပြည့်တရားကနဲ့အချိန်ကိုအကျိုးရှိဆုံးအသုံးချသူဖြစ်လာစေမဲ့လှဝက်ရှက်ကျွန်တော်မှအချိန်မရှိဘူးဒီနေ့လေးဘာမှမလောက်လိုက်ရပဲအချိန်ကုန်သွားပြန်ပြီဆိုပြီးနေတိုင်းရင်းသွားနေမိပါသလားတကယ်တော့ကမ္ဘာပေါ်မှာအရှမ်းသာဆုံးတသိကြီး Elon Musk ကနေစလို့ကျွန်တော်တို့အားလုံးမှာရရှိထားတဲ့အချိန်ကတရက်ကို24နာရီရှင်းတူပါပဲဒါဆိုဘာလို့တချို့ကပိုပြီးအောင်မြင်နေကြတာလဲအဓိကတရားခံကတော့အရေးမကြီးတဲ့အရာတွေမှာအာရုံစိုက်မိနေရှင်းကြောင်းပါဖုန်းကိုခေတ္တခဏဆိုပြီးပွက်လိုက်ရကနေနိုင်ဝက်တနာရီကုန်ဆုံးသွားတာမျိုးပေါ့အချိန်ကိုစီမံခန့်ခွဲဖို့ပထမဆုံးအဆင့်ကတည့်ရအောင်စိုက်မှုကိုပြန်လည်သိမ်းဆည်းဖို့ဖြစ်ပါတယ်အချိန်ကိုအကျိုးရှိဆုံးအသုံးချခြင်းကဘာကျိုပါရီတိုစီမံ80-20ကြီးကိုသိထားရပါမယ်ဒီစီမံအရာတည့်ရရလက်80ရာခိုင်နှုန်းဟာတည့်ရကျိုးစားအထောက်မှု20ရာခိုင်နှုန်းကနေပဲလာတာဖြစ်ပါတယ်ဆိုလိုတာကနေ့စဉ်လောက်စရာတွေအများကြီးထင်မှာတဲ့ဘဝကိုတကယ်တိုးတက်စေမဲ့အရေးကြီးဆုံးအလောင်း20ရာခိုင်နှုန်းကိုပဲရွေးထုတ်ပြီးအရင်ဆုံးပြအောင်လုပ်ပါကျန်တဲ့အရေးမကြီးတဲ့အလောက်80ရာခိုင်နှုန်းကိုနောက်မှလုပ်ပါဒါမှမဟုတ်တဘောသူကိုလွှဲလောက်ခိုင်းပါအလောက်တွေအများကြီးလောက်နေရတော့အလောက်ရှောင်းနေတာဟာတိုးတက်နေတာမဟုတ်ပါဘူးအလောက်တစ်ခုကိုအောင်စိုက်ဖို့ခက်ခဲနေရင်ပုံမိုတိုတက်ကနီကိုသုံးပါအလောက်ကို25မိနစ်အပြည့်အဝအောင်စိုက်လုပ်ပြီး9မိနစ်အနားယူပါပြီးရင်နောက်ထပ်25မိနစ်အလောက်လုပ်ပါဒါကိုလေ့ကျင့်ပြသွားရင်မိနစ်20ခန့်အနားယူပါဒီနည်းလမ်းဟာအုံနောက်ကိုမပင်ပန်းစေပဲအာယုံစစိုက်မှုကိုအမြင့်ဆုံးအဆင့်ရအောင်ကူညီပေးနိုင်ပါတယ်ဖုန်းကိုဆိုင်းလင်းလောက်ထားပြီးဒီနည်းလမ်းကိုသုံးကြည့်ပါတင်းရင်လောက်ဆောင်နိုင်စွမ်းဟာတိတိတတ်တာတိုးတက်လာပါလိမ့်မယ်မနေ့ပြန်အတွက်ဒီနေ့ကလေးကပြင်ဆင်ပါအောင်မြင်သူတွေဟာမနေ့ကအဲ့ရထားမှဒီနေ့ဘာလို့ရမလဲဆိုပြီးမစင်စားကြပါဘူးသူတို့ကမနေ့ညကလေးကဒီနေ့လောက်ရမယ့်အလုပ်တွေကိုကြိုတင်စီစဉ်ပြီးသားပါအဲ့ရမဝင်ခင်9မိနစ်လောက်အချိန်ပေးပြီးမနေ့ပြန်လောက်ဆောင်ရမယ့်အဒီကဂုတ်3ခုကိုရှာရေးပါမနေ့ကတည်းကပိုကောင်းတဲ့မင်းရေးပါရှင်အသေးကိုဒီမှာအတူတူစောက်ကြရအောင်ဒီနေ့ကစားပြီးအချိန်ကိုတန်ဖိုးထားပါတဲ့အချိန်ကိုသင်ကောင်းကောင်းအသုံးချနိုင်ပြီဆိုတာနဲ့တဲ့ဘဝဟာလေသင်လိုချင်တဲ့လမ်းကြောင်းအတိုင်းပြောင်းလဲလာမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုသဘောကျရင်ကျမတို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်ရှင်အားလုံးပဲအချိန်ကိုအောင်နိုင်သူများဖြစ်ကြပါစေ